ဇလန်းအစမှာလက်မိတိုင်တွေပောက်ကွဲပြီးအလင်းတန်းနဲ့အတူကိုလုံးတီအာနိုးကလုံးပေါ်လာခဲ့ပါတယ်သူဟာလမ်းလျှောက်လာတဲ့လူအုပ်ရှိကိုရက်ကမင်းအင်ဂျီငါပေးလို့ပြောပြီးလက်သီးနဲ့ထိုးလိုက်ပါတယ်ထို့နောက်အင်ဂျီနဲ့ဘောင်းဘီတွေကိုသူ့မြတ်စင်ကငါမင်းကိုကယ်ဖို့လာနေပြီဖျားသခင်လို့ပြောလိုက်ပါတယ်နောက်နှစ်ပေါင်း33နှစ်ကြာပြီးနောက်တရားဟောနေတဲ့ဖျားသခင်ရှိရာကိုရှောက်လာကတွေးသမျှလူတိုင်းကိုတနတ်နဲ့ပြစ်တက်နေခဲ့ပါတယ်ယေရှုဖျားသခင်နားရောက်တဲ့အခါငါမင်းကိုလက်ဝါးကပ်တိုင်မှာအသက်မခံရအောင်အနာဂတ်ကနေလာကယ်တာပါလို့ပြောလိုက်ပါတယ်ယေရှုဖျားသခင်ကဒါဟာသူလုပ်ရမယ့်အလုပ်လို့ရှင်းပြခဲ့ပြီးလူတွေကိုကာကွယ်ခဲ့ပါတယ်နောက်တစ်နေ့အခန်းတစ်ခန်းမှာတရားဟောနေတော့အာနိုးကလုံးထက်မှန်ရောက်ရှိလာပြီးတနတ်နဲ့လူတစ်ယောက်ကိုပြစ်လိုက်ပါတယ်ဖျားသခင်ကထိုသူအားပြန်လဲအသက်သွင်းလိုက်ပြီးအာနိုးကိုလူမတက်ရန်ပြောနေစဉ်နောက်တစ်ချက်ထပ်မံပြစ်ခတ်လိုက်ပါတယ်ဖျားသခင်လည်းထပ်မံကယ်ရပြန်ပါတယ်နောက်ဆုံးမှာအာနိုးကဖျားသခင်ရဲ့ဆန္ဒကိုနားလည်သွားခဲ့ပြီးတည်သွားသူတွေရဲ့မိမပူခုံးကိုဖတ်လိုက်ပြီးအားမငယ်ပါနဲ့မင်းအတွက်ငါရှိပါတယ်လို့ပြောလိုက်ရင်ဇလန်းကအဆုံးသတ်သွားပါတယ်